မြတ်စွာဘုရားလက်ထက်ကစူလတိတ်တာနဲ့မဟာတိတ်တာဂရေ80ချမ်းသာတဲ့တထေးသား2ယောက်မိဘနှစ်ပါးဆုံးသွားတော့အရွယ်ရောက်လာတဲ့ညီကို2ယောက်မှာစူလတိတ်တာကအိမ်တော်အရင်ပြုအိမ်တော်ရင်ပြုလိုက်တော့ညီကို2ယောက်ကြဒဇိန်းရောလာတော့အမွေခွဲတယ်တယောက်ကိုဂရေ40တီရဂရေ40တီရတော့ပြည့်တယ်စူလတိတ်တာနဲ့စူလတိတ်တာရဲ့ဇနီးက40တော့ပစ္စည်းတွေကိုကြည့်ပြီးတော့ဒုက္ခလို့ဒီလိုမြင်တဲ့ရွှေတွေငွေတွေကိုပြိဿဘာလို့မြင်တယ်နောက်ထပ်ပြိဿမဟာတိတ်တာကြီးကတော့အဲ့ဒီပစ္စည်းဝတ္ထုတွေကိုကြည့်ပြီးတော့နောက်ပတ်စံဂရေ40ကိုကြည့်ပြီးဒုက္ခလို့မြင်တာတဲ့ဟုတ်လားမြင်ပုံချင်းတူလားတယောက်ကဘာဖြစ်တယ်ဒုက္ခလို့မြင်တဲ့ပုဂ္ဂိုလ်ကသိမ့်ပိုက်ခြင်းစိတ်ရှိမယ်ပေါ့ဒုက္ခလို့မြင်တဲ့ပုဂ္ဂိုလ်ကစွန့်လွတ်ခြင်းစိတ်ပေါက်မယ်ပေါ့စွန့်လွတ်ချမ်းသာဘေးကင်းกว่าဟုတ်ပြီလားစွန့်လွတ်ရင်ချမ်းသာတာပဲအဲ့တော့ဒါငါဘေးကင်းกว่าအောင်ဒါတွေစွန့်လွတ်တော့မယ်ဒီရွှေတွေငွေတွေကင်ထားမယ်ဆိုရင်လေတဲ့ကြီးကန်းတကောင်ကအသားကိုခြီသွားသလိုပဲမန္တပေတုပမဒုက္ခပေါ့ကြီးကန်းတကောင်အသားကိုခြီသွားရင်ကြီးခြီသွားတဲ့နောက်ကိုပြိသိနောက်ကကြီးကန်းတွေဝိုင်းမလိုက်ဘူးလားစိတ်ကြပြူကြအဲ့မှာကြောက်နာလုံးလို့အဲ့ဒီကြီးအသားတုံးကြီးလွတ်ချနောက်တကောင်ကထပ်ဆွဲသွားတဲ့နောက်ကိုပြန်လိုက်တယ်ဟုတ်လားဒါဗမာနိုင်ငံကကြီးကန်းပေါ့အသားတုံးဆိုကြိုက်တယ်လေဟိုအိန္ဒိယမှာဦးဇင်းတို့နေတော့အိန္ဒိယကအသားသိမ့်မစားကြတော့ကြီးကန်းတွေကဦးဇင်းတို့ငချောက်တွေပါလမ်းချီဘူးဗျကြပါတီဆိုရင်ဆွဲသူတို့ကလည်းသူတို့ကြိုက်တာဆွဲကြတာလေကြပါတီဆိုရင်လာဆွဲရူတီဆိုလာဆွဲကြက်ဥဆိုရင်တော့အံ့ဩစရာပါဇက်ကြီးဖြဲပြီးကြီးပါဇက်ဆိုတာအဲ့မှာသိတာနော်ဟာဖောက်တယ်ပြီးတောက်သွားတာကြီးတွေကလေအဲ့တော့ပြိဿရဲ့ကြီးကတကောင်ကအသားကိုဆွဲသွားတယ်လို့ဆွဲသွားတဲ့နောက်ကိုအခြားကြီးကနေလိုက်တယ်လို့ဖြစ်မှာပဲဆိုပြီးမဟာတိတ်တာကသူရတဲ့ဂရေ40ငါမယူတော့ဘူးငါညီတို့ငါညီမတို့မင်းတို့ပဲယူကြဆိုပေးပြီးစွန့်ပြီးသွားတာတော်တဲ့မှာပြိဿနှစ်ပေါင်းများစွာတရားကျင့်နေတော့အိမ်မှာရှိတဲ့စူလတိတ်တာဇနီးကတွေးတယ်ဟဲငါတို့ချမ်းသာလိုက်တာဂရေ80ကလည်းမဟာတိတ်တာက40ပေးလို့80ဖြစ်တာ तू မပျော်လို့များပြန်ထွက်ရင်တို့သူ့40ပြန်ပေးအောင်တို့စည်းစိမ်တော့ရောခံလို့မဖြစ်ဘူးဒီကိုယ်တော်ပြန်ရှင်းမှဖြစ်မယ်ဆိုပြီးတော့လူသားသမားတွေခေါ်ပြီးလိုက်တခိုင်းတာလေဗျာဟုတ်လားအံ့ဩစရာအဲ့ဒီတုတ်တန်များငွေ900နဲ့တခိုင်းလူသားသမားလည်း900လူသားသမား900ငွေ900ဆိုတော့တကယ်တတ်လိုက်ပြီးတော့ခွဲယူတယောက်ဘယ်လောက်စီရဟင်တရားစီရလားဘယ်လောက်စီရ30စီလားကဲတစ်ဖွဲ့က100စီတစ်ဖွဲ့က30စီဟုတ်လားပြန်တွေးလူသားသမား900ငွေကလည်းဘယ်လောက်စီပဲရတယောက်တစ်ကြက်စီပဲရဟုတ်လားငွေတစ်ကြက်နဲ့ဘုံကြီးတတ်တယ်ဗျအဲ့ဒီဝတ္ထုလေလိုက်တတ်ကြတာဗျာညနေဆောင်တော့ပြီးတယ်မာတိတ်တာကြီးဝိုင်းထားတယ်ဟိုမှာတရားကျင့်တဲ့ပုဂ္ဂိုလ်ကတယောက်တည်းတတ်မလို့သွားတဲ့ပုဂ္ဂိုလ်က900တဲ့ဟဲ့ကောင်တွေရုပ်နဲ့မင်းတို့ဘာလို့အရှင်ဘုရားဘွယ်ဘလို့ခေါ်မာတိတ်တာလို့ခေါ်တယ်ဒါဆိုရှင်ဘုရားကိုတတ်မလို့လာကြတာတဲ့တတ်မလို့လာတယ်ဆိုတော့ဧကရတ္တိဇီဝိတံဒေထတညတော့အသက်ချမ်းသာပေးပါကွဒီလိုတောင်းဟာတညချမ်းသာပေးဆိုညထပြေမနဲ့မတတ်လိုက်ရပတ်စံရမှာမဟုတ်ဘူးအရှင်ဘုရားဘက်ကတက်တည်တက်ကရဘသူရှိတော့အာမခံမဲ့လူဘလူရှိတော့တော်ကြီးတဲ့ဟာတက်တည်တွေရှိတယ်အာမခံတွေရှိရင်ရောမင်းတို့ကတော့ချမ်းသာပေးမလားအပေးမှာကောင်းပြီကွာဆိုပြီးတော့နီးနားရှိတဲ့ကြောက်တုံးနဲ့ခြေသလုံးတွေပေါင်တွေရိုက်ချိုးပြအယိုးတွေကျိုးသွားပါပြီတဲ့ဒီနားကမထနိုင်တော့ပါဘူးမိုးလင်းမှလာတတ်ကြပါကွာဒီလောက်ဆိုတက်သေးလုံလောက်ပြီမော်လာပေါ့အမလေးရှင်ဘုရားရဲ့တညာလေးနဲ့များအသက်ကဘာလို့ရှည်ကျင်သေးသလဲဒီလိုသာသနာတော်ကြီးပွင့်ထွန်းနေတဲ့အချိန်မှာလူဖြစ်ဖို့ရတယ်ဆိုတာကတညာလောက်နေခွင့်ရတယ်ဆိုတာကိုနေတာမဟုတ်ဘူးဟုတ်လားဒီလိုခွင်ကောင်းကြီးရတဲ့အချိန်မှာလဲငါကလေတဲ့အတ္တိယာမိခရာယာမိတရာကမရဏအဟံကိလေသာနဲ့သေရမှာရှက်လွန်းလို့ပါတဲ့ဒီလိုဖြေတယ်ဗျာကောင်းပါပြီရှင်ဘုရားဒါဆိုရင်တော့တရားအထုတ်မိုးလင်းတော့တတ်တာပေါ့ဆိုတော့လူသားသမား900ကတောက်စားပျော်ပါပြီးနေကြအဲ့ဒီမှာမဟာတိတ်တာတရားအထုတ်
ဝေရဏဝေခံပိတဝသီလံပိစဝက္ခန္တောပတိသုဒ္ဓသီလံနှိဋ္ဌာယပိတိပါမောဇံဥပ္ပိစီဂါထာနော်ဒါမဟာတိတ်တတရားအထုတ်တဲ့ဂါထာဟိုမနေ့တည်းမြန်နေ့ကဆရာတော်ကြီးတွေသွားကြတော့ဝိနာစရိယတရားဟောရင်ပါဠိတွေရွတ်လူတွေပြင်းတယ်ဆိုမရွတ်ဖဲမနေနဲ့ဒီလိုမှားတာဗျဟုတ်လားဘာဖြစ်လို့တော့မေးလိုက်တော့နောက်တစ်ချိန်ယဟန္တာဖြစ်တဲ့အခါပဋိသင်္ပိတာ၄ပါးနဲ့ယဟန္တာဖြစ်ဤဆိုကြားဘူးတယ်မဟုတ်လားအဲ့ဒါပြိတဲ့ပဋိသင်္ပိတာ၄ပါးထဲမှာနိဒုဋ္ဌိပဋိသင်္ပိတာဆိုတာပါသင်ထားတဲ့ပါဠိကိုရွတ်ပြီးတော့ဟောတဲ့ပုဂ္ဂိုလ်မျိုးကယဟန္တာဖြစ်တာနဲ့ဒီပိုင်းနဲ့ပိဋကသုံးပုံကလိုလိုညံမှလာထင်တာတဲ့ဟုတ်ပြီနော်ခဏသူတော်ကောင်းတွေတရားနာတယ်ဆိုတာလေဒါတရားနာတယ်လို့သာသုံးတာတနည်းပြောရင်ဒါစာသင်ကြတာပဲဟုတ်လားစာသင်တော့ဘုန်းကြီးတွေရွတ်တာလေးများကြိုက်တာလေးဆိုရင်မှတ်ထားပြီးကိုယ့်ကိုအိယာထရွတ်အိယာဝင်ရွတ်ဒါစာပြန်နေခေါ်တာပဲနောက်တစ်ချိန်ယဟန္တာဖြစ်ရင်ပိဋကသုံးပုံကလိုလိုပေါ်လာမှာတဲ့သင်တရားမလိုဘူးတဲ့ဗျာဟုတ်ပြီနော်အဲကြောင့်ဦးသိန်းကစောစောကရွတ်တာပါဗျာနော်ဝေရဏဝေခံပိတဝသီလံပိစဝက္ခန္တောပတိသုဒ္ဓသီလံနှိဋ္ဌာယပိတိပါမောဇံဥပ္ပိစီတဲ့ဝေရဏဝေခံပိတဝဝေရဏကိုခွာတယ်သီလံပိစဝက္ခန္တောသီလကိုစင်ကြင်တဲ့ပတိသုဒ္ဓသီလံနှိဋ္ဌာယစင်ကြယ်တဲ့သီလကိုမြင်လိုက်ရတော့ပိတိပါမောဇတွေဖြစ်တယ်သီလစင်ကြယ်တာမြင်လိုက်ရတော့ပိတိဖြစ်တယ်ပါမောဇဖြစ်တယ်နှစ်သက်တယ်ဝမ်းမြောက်တယ်တနည်းပြောရင်ပျော်တယ်ပေါ့ဗျာဘာဖြစ်တယ်ပျော်တယ်မိုးလင်းရင်သေရမှာညဘာဖြစ်တယ်ပျော်နေတာဟုတ်လားမိုးလင်းရင်သေရမယ့်ပုဂ္ဂိုလ်ပျော်ဖို့ဆိုတာလွယ်လားခဏတော်ကောင်းတို့တွေလည်းသေကဏိကာလလူတွေမြင်ဘူးတယ်မို့လားပျော်ပြီးသေတဲ့လူရှိတရားမှပျော်ပြီးသေတဲ့လူရှိဘူးဟုတ်လားပျော်ပြီးသေတဲ့လူမရှိဘူးတော်ကောင်းအဲ့တော့ပြိတဲ့မဟာဒိဋ္ဌကမနဲ့မိုးလင်းရင်သေရမှာညကိုပျော်တာဒီတခြားကြောင်လားသီလရှိလို့လားသီလရှိရင်သေရမှာတော့မကြောက်ဘူးဗျာဟုတ်လားအဲကြောင့်မြတ်စွာဘုရားကဒုက္ခံယဝတရာသီလံတဲ့သေခံဤကာလတည်အောင်ပျော်ရွှင်မှုချမ်းသာမှုပေးတာဟာသီလပဲဟုတ်ပြီနော်ခဏခေတ်တော်ကောင်းတို့တွေကြည့်ပေါ့လူတယောက်စေကန်းသွားပြလိုက်ဘာယောဂဖြစ်နေပြီတဲ့မျက်နာကိုမသာမယာသေရမရက်မသိသေးဘူးနော်ပျော်သေးလားပျော်ငါရဘာယောဂရှိနေပြီတဲ့ဟဲ့ဆိုပြောပြန်လာတဲ့ကောင်တယောက်မရှိဘူးဟုတ်လားဆရာဝန်စမ်းတတ်တာဟေးယောဂတွေကိုကအများကြီးပဲကွာပြောတာတယောက်မရှိဘူးဟုတ်ပြီနော်ယောဂတစ်ခုလောက်ကြည့်လိုက်ရင်ကိုဘာဖြစ်သွားတော့စိတ်ညစ်သွားတယ်ဟုတ်တယ်မို့လားပါဇက်ကသာမညစ်ဘူးပြောပြီးမှစိတ်ထဲတော့ဘာဖြစ်နေကြတော့ဟာယောဂရှိတယ်ဆိုရင်တချို့ပြိတဲ့ယောဂကတော်တော်စိတ်ညစ်တာနဲ့သေရတာတွေအများကြီးပဲဟိုရွှေဘဝတ်သွားတရားဟောဘုန်းကြီးတစ်ပါးပြောပြဖြစ်ဘူးတဲ့သူကိုယ်တိုင်ပြောတာပါ60လောက်ရှိပြီဘုန်းကြီး63နဲ့ရွာထဲကနာရီတစ်ခုပင့်လို့သွားပြီးတော့တရဏဂုံတင်တရားသွားဟောနာရီစာလေးဖတ်လိုက်တော့အသက်က53ရှိတယ်ဟဲ့ဒီကတကမ53ငယ်ငယ်ရွယ်နဲ့ဘာဖြစ်လို့သေတုံးလို့မေးလိုက်တော့အပြန်မှာမေးတယ်စီးကြိုယောဂဖရားဆိုတော့အဲ့ဒီဘုန်းကြီးဒူးညွတ်ပြီးလဲသွားဘာဖြစ်လို့တော့မေးသူကလည်းစီးကြိုရှိတာတယ်လေဟုတ်လားအဲ့တော့ပြိတဲ့တပည့်တော်မကြောက်ဘူးတော့ဒူးဘလို့ဖြစ်တယ်မသိဘူးပါဇက်ကသာမကြောက်တာစိတ်ကကြောက်နေတယ်မို့လားဟောဦးဇင်းတို့နောင်တော်ကြီးကျဲတဲ့ဘွင့်တီတကူကျဲတဲ့ဘွင့်ကြားဘူးတယ်မို့လားဘွားဝါကြီးလေးသိပ်ပြီးတော့စေတနာကောင်းတယ်ဥစဉ်ညီကိုလည်းတော်တယ်ပြောမနာဆိုမနာအရေးကြီးရင်ဥစဉ်လှန်လှန်ခေါ်တာဒီမန္တလေးဆေးရုံတရုံမှာဈေးတဲ့ငါကြီးရေးလာပါဦးကွာငါသေရတော့မှာပါသွားကြည့်ဘာဖြစ်လို့တော့ဟာစီးသွားလို့မရဘူးစီးသွားလိုက်ရင်တတိလစ်သွားအဲ့တော့ငါနိုင်ငံခြားသွားကူခြင်းနဲ့လှုပ်ပေးသားမှာဒီဆေးရုံကလည်းပြောတယ်မသွားနဲ့လမ်းနဲ့သေမှာပေါ့ဟာဒီပုံစံမသေးဘူးလို့သူတို့လက်မှတ်ထိုးမပေးဘူးတဲ့လက်မှတ်မထိုးကိုယ့်ကိုသွားအောင်ပေါ့မသေးဘူးလို့သာမှတ်ထားလိုက်မဲသူကမသေးဘူးလို့မှတ်ထားလိုက်လို့ပြောတော့မသေးဘူးကွာငါမသေးဘူးကွာမဲအော်ထားပြအဲ့ဒါလေဦးဇင်းလည်းအားတက်လေမော်ကြတော့ဦးဇင်းကလည်းပတ်စပို့တက်တန်းကုန်တော့မလိုက်လဲရအောင်
လေပေါ်တင်မယ်လို့တော့လေရင်ကလက်မှတ်ထိုးခိုင်းလေပေါ်မှာသေရင်တာဝန်မယူဘူးပေါ့ဒါမျိုးလေတာဝန်မယူဘူးဆိုရင်တာဝန်မယူဆိုလက်မှတ်ထိုးရတယ်ဟုတ်ဘူးသူကလေရင်တစ်ခုခုဖြစ်ခဲ့တော့ဆိုတာလေရင်နောက်ကြတာတို့ဟိုခြားခီးတွေကခိုးမမီလို့ဒီမမီလို့ပြဿနာရှာတာတို့လှုပ်လာခဲ့ကိုယ့်ဘာကိုဖြေရှင်းရောစရာရှိကိုယ့်ဘာကိုရောဒါပါထိုးတော့ဟာအဲ့ဒီမှာထိုးမယ်ကွာဆိုလက်မှတ်ထိုးပြီးတော့ထိုင်လေရင်နဲ့တင်လော့တာဖျားဖျားတနေလမ်းမသေးပါသေးနဲ့ပေါ့လေအဲ့ဒါကံကောင်းတယ်ဟိုရောက်ကမသေးဘူးလင်းငရဲလောက်နေတော့ဦးစင်ကပတ်စပို့တက်တန်းတို့လိုက်တော့အဲ့မှာနိုင်ငံခြားကူတော့တက်တောင်းတက်တာလေးဖြစ်လာမသေးနိုင်တော့ဘူးဆိုတာသိလာတော့အဲ့မှာဦးစင်ကငွေလေးပါလေးလှူပြီးတော့တက္ကသိုလ်မှာလည်းဦးစင်ကစာချတာနဲ့တရားဟောတာတွေနဲ့ရှိနေတော့ပြန်တော့မယ်နောင်ကြီးရ9ရက်လောက်လေးသွားနေလိုက်တဲ့အချိန်လေးမှာဦးစင်ကအဲ့ဒီမှာကြိုက်ငါလည်းပဲနိုင်ငံခြားရောက်တော့ထိုင်းရောက်တော့ကျမကြီးစစ်မယ်ပေါ့စစ်မယ်ဆိုပြီးတော့စကပြန်ခေါ်စကပြန်လေးငါစစ်ကျင်တယ်ကွာလို့ဒီရောက်တော့လို့စစ်ရင်ဘယ်နှစ်ရက်လောက်ကြာမလဲငါဒီမှာ3-4ရက်ချိန်ရနောက်ပြီးဘယ်လောက်ကြာမလဲမေးလို့စကပြန်ကိုမေးတော့စကပြန်ကအရင်ပြောတယ်ရှင်ဖျားကြောအောင်လားအောင်မှုကွာဘိုက်အောင်လားမအောင်ဘူးရင်ဘတ်အောင်လားမအောင်ဘူးခေါင်းကြိုက်လားကြိုက်ဘူးဒါဆိုမစစ်နဲ့တဲ့အကောင်ကြီးတဲ့ဒီလိုပြောတယ်ဟာမင်းစစ်မှမင်းကောင်းမကောင်းသိမှာမဟုတ်လားမဟုတ်ဘူးတဲ့ဒီအချိန်လေးဆိုမစစ်နဲ့ဟိုလွန်ခဲ့တဲ့2လ3လကအဲ့လိုပဲတဲ့ဘုန်းကြီးတစ်ပါးရောက်လာလမ်းကြုံလို့ဆိုစစ်တာအသက်မှာဘာဖြစ်တယ်လဲပြောရောဒီမှာကုတာ2လပဲကြာတယ်သေရောဗျာတဲ့အဲ့ဘုန်းကြီးလေမစစ်ဘဲတဲ့ထိုင်သေရင်မှသေမှာသူပြောချင်တာလေဟာတော်ကွာလို့အဲ့ဒါကလည်းမစစ်ဘူးဆိုပြီးတော့လေကိုလည်းကြောက်တာပဲပြောတာလေဟုတ်လားစစ်ကိုမစစ်ဘူးတခုတော့ရှိတယ်ရှင်ဖျားစစ်ရင်တော့စစ်တယ်အဖြေမယူနဲ့ဘာထုမှလုံးကွာမင်းရလဲလို့လေအဲ့တော့သေရမှာတော့လူလည်းမကြောက်ဘူးလားကြောက်တယ်သီလမရှိလို့ပဲအဲ့ဒါတော်ကောင်းဟုတ်လားသီလသာရှိနေရင်ခုမဟာတိတ်သာကြီးကြည်လိုက်နော်မနဲ့သေရမှာသိနေတာကိုပြိဿမလီပြောလို့ဗျာဘာရှိလို့ပြောတယ်ချမ်းသာလိုက်တာတဲ့ကိုရဟန်းပြုတဲ့ဘဝကစပြီးဘယ်သီလများပျောက်တယ်လဲကြားတယ်လဲကျိုးတယ်လဲညှို့တယ်လဲလို့သီလတွေပြန်စစ်အကုန်လုံးစင်ကြဲတယ်ဘယ်သူကမှလည်းငါမတရားမပြောခဲ့ဘူးဘယ်သူကမှလည်းငါမတရားမစော်ကားခဲ့ဘူးဘယ်သူပေါ်မှလည်းငါမတရားတဲ့အနည်းနဲ့ပြုမှုခဲ့တာဆိုတော့ဘာမှမရှိဘူးတဲ့ဗဇက်ကြည့်လိုက်လဲစင်ကြဲနေစိတ်စီးကြည့်လဲစင်ကြဲနေခန္ဓာကိုယ်ကြည့်လိုက်လဲဘာဖြစ်လို့စင်ကြဲနေတယ်တဲ့အဲ့ဒီစင်ကြဲတဲ့သီလလည်းမြင်လိုက်ရရောပျော်လိုက်တာအဲ့ဒီပျော်တယ်ဆိုတော့ပီတိကိုအခြေခံပြီးတရားကျင့်တော့မနဲ့အာယုံကျင့်လင်းတော့ရဟန္တာကြီးဖြစ်သွားတယ်စဉ်းစားကြည့်လူသားသမား900လဲဝိုင်းထားတယ်မနဲ့မိုးလင်းရင်လည်းသေရမယ်ဒါပေမဲ့ကြောက်တဲ့စိတ်ရှိသေးလားချမ်းသာတယ်သီလရှိလို့ချမ်းသာတာပြောတာဟုတ်လားသီလမရှိလို့ကတော့မနဲ့သေကန်နီးနေတဲ့ပုဂ္ဂိုလ်ဘေးကဆွေမျိုးတွေဝိုင်းကျင်တဲ့လောက်ဝိုင်းငွေတွေရှိကျင်တဲ့လောက်ရှိပစ္စည်းတွေပေါ်ကျင်တဲ့လောက်ပေါ်သီလသာမရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟိုလူလက်ဆွဲရဒီလူလက်ဆွဲရမျက်ရည်လေးတွေတန်းတန်းကြပြီးတော့ဘာဖြစ်ရတော့သေရတာဟုတ်ပြီနော်အဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဘာပြောတယ်လဲမင်းဒုက္ခံယဝတရာသီလသေတိတိုင်အောင်အိုတိတိုင်အောင်ကောင်းတဲ့ဟာကသီလပဲအဲကြောင့်ပြိတ္တနံပါတ်1ချမ်းသာကသီလရှိရင်ချမ်းသာတယ်လို့ဒီလိုမှတ်ပါ။ဘာရှိရင်ချမ်းသာ